ကျွန်တော်တည်ဆုံးပြီးနှစ်ပေါင်း300ကြာမှမျက်လုံးပြန်ပွင့်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ရဲ့တပည့်တွေအားလုံးဟာလောကမှာအထွတ်အိတ်တနဝင်ပုဂ္ဂိုလ်ကြီးတွေဖြစ်နေကြတာကိုအံ့ဩဖွယ်တွေ့လိုက်ရတယ်ကျွန်တော်ရဲ့ပထမဆုံးတပည့်ကတော့တကူလုံးအနိုင်မဲ့ကြန့်ခိုင်မှုနဲ့တရားတော်လမ်းစဉ်တစ်ခုလုံးကိုလွှမ်းမိုးထားနိုင်သူဖြစ်နေပြီးဒုတိယတပည့်ကတော့ကောင်းကင်ဘုံရဲ့အလိုတော်ကိုဖက်ရှုနိုင်ပြီးအရာခတ်သိမ်းကိုထိုးဖောက်မြင်နိုင်စွမ်းရှိနေတယ်ကျွန်တော်တနာလို့အမှတ်မတင်ခေါ်ယူကျွေးမွေးခဲ့တဲ့ကလေးမလေးတောင်မှအခုဆိုရင်အေဂရီတစ်ပါးဖြစ်နေပြီဒါတွေအားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း300ကစတင်ခဲ့တာပါကျွန်တော်ဟာအဲ့ဒီခေတ်ကအတော်ဆုံးကြင်ကြံသူတစ်ယောက်ဖြစ်ပြီးပါရမီထူးချွန်တဲ့တပည့်ပေါင်း100ကိုပြုထောင်ခဲ့ပေမဲ့အင်တမာကမျက်နှာသာမပေးခဲ့ဘူးအသက်နဲ့ရမှာပဲကျွန်တော်ဟာတဘာဝအတိုင်းတည်ဆုံးခဲ့ရတယ်ဒါပေမဲ့နှစ်ပေါင်း300ကြာပြီးနောက်မှာတော့စနစ်ကကျွန်တော်ကိုပြန်လဲအသက်သွင်းပေးခဲ့ပြီးတပည့်တွေစီကကြီးညိုမှုအလုံးလောက်ရရှိမယ်ဆိုရင်ထာဝရအသက်ရှင်နိုင်မယ်လို့ပြောလာတယ်ဝမ်းသာရမယ့်အစားကျွန်တော်ရဲ့ကြင်ကြံမှုအစဉ်ကအရင်ကထက်10ပုံတပုံတောင်မရှိတော့တာကိုသိလိုက်ရတယ်ဒါပေမဲ့မှတ်ဉာဏ်ထဲမှာတော့ခတ်ထားတယ်လို့ကြံနေသေးတဲ့အစီရင်တွေနဲ့နီးစနစ်တွေကြောင့်တိတ်ဆုံးကိုပြန်တက်ဖို့ကအချိန်တစ်ခုပဲလိုပါတော့တယ်ပထမဆုံးအနေနဲ့ဒီနေရာကနေထွက်သွားဖို့လိုတာကြောင့်တောင်ကြားလမ်းဝစီကိုကျွန်တော်တနက်မက်ရှောက်လာခဲ့တယ်တောင်ကြားလမ်းဝမှာတော့ချင်းရွံကိုင်းကတပည့်တချို့စောင့်ကြက်နေကြတယ်စီနီယာအကိုဒီတောင်ကြားကဘာထူးခြားလို့လဲအေဂရီကဘာလို့ငါတို့ကိုဒီမှာလာဆောင်ခိုင်းရတာလဲဒီနေရာကအရှင်မြတ်ကိုမြုပ်နှံထားတဲ့နေရာလေးအခုခေတ်မှာနာမည်ကြီးနေတဲ့ဂိုင်းပေါင်းစုံကလူကဲကြီးတွေအေဂရီကိုယ်တိုင်တောင်သူ့ရဲ့တပည့်တွေလို့ပြောကြတယ်နှမျောဖို့ကောင်းတာကအရှင်မြတ်ကတက်တူသွားတာပဲသူပြောလို့တောင်မဆုံးသေးခင်တောင်ကြားထဲကနေခြေတံတွေထွက်ပေါ်လာပြီးလူငယ်တယောက်ထွက်လာတယ်သူကလက်အုပ်ချပြီးနှုတ်ဆက်လိုက်တယ်အေးတငယ်ချင်းကန်ရွံမျိုးကိုဘယ်လမ်းကသွားရမလဲအဆောင်တွေကအံ့ဩလုံးလို့ပြန်ပြေးဖို့တောင်မေးနေကြတယ်လူငယ်ကခေါင်းခါပြီးသူ့ဘာသာဆက်လျှောက်သွားတော့မှသူတို့တတိပြန်ဝင်လာကြတယ်တယောက်ယောက်တောင်ကြားထဲကထွက်သွားပြီးစီနီယာတပည့်ရဲ့မျက်နှာဖြူဖြောသွားပြီးអော်လိုက်တယ်မြင်အေဂရီနဲ့တောင်ကုန်းတခင်တွေအားလုံးကိုအခုချက်ချင်းတင်ပို့ကြပြီးတာနဲ့သူကိုယ်တိုင်လည်းခိုင်းစီကိုတုတ်ချတင်ပြီးတော့တာပဲချင်းရွံကိုင်းရဲ့ခမ်းမဆောင်ထဲမှာတော့အေဂရီစုချင်းရွံဟာခရမ်းရွှေရဝေးရုံကိုဆင်မြန်းပြီးအေးဆက်တည်ငြိမ်တဲ့အချိန်ဝါနဲ့နာဇပလင်ပေါ်မှာဆက်ပယ်နေတယ်သတင်းပို့ချက်ကိုကြားလိုက်ရတဲ့ခဏမှာပဲသူမရုတ်တရက်မတက်ရက်လိုက်တယ်ကြောက်မက်ွယ်ကောင်းတဲ့ကြင်ကြံမှုအချိန်ဝါတွေခမ်းမတစ်ခုလုံးကိုဝန်းချုံသွားတော့တယ်နင်မပြောလိုက်တာလဲအရှင်မြတ်ရဲ့တားမြင့်နယ်မြေတွေကနေတယောက်ယောက်ထွက်လာတယ်ဟုတ်လားသတင်းလာပို့တဲ့တပည့်ဟာကြောက်လန့်တုံရင်စွာနဲ့မြင်သမျှကိုပြန်ပြောပြတယ်ထူးခြားတဲ့အချိန်ဝါရှိတဲ့လူငယ်တယောက်ကအရှင်မသူ့ရဲ့ကြင်ကြံမှုအစဉ်ကနက်ဖျားအစဉ်ပြုပြင်ခြင်းအစောပိုင်းလောက်ပဲရှိပုံရပြီးကန်ရွံမျိုးကိုလမ်းမေးသွားတယ်လို့ဆိုတယ်စုချင်းရွံရဲ့စိတ်တွေလှုပ်ခတ်သွားရတယ်အဲ့ဒီတားမြင့်နယ်မြေကိုသူမကိုယ်တိုင်ချင်းရွံကောင်းကင်တစိမ့်နဲ့ပိတ်ထားတာဖြစ်လို့ဘလို့ပညာရှင်မျိုးမှမသိအောင်မဝင်နိုင်ဘူးရင်ထဲကရင်ခုန်တန်တဲ့စိုးရိမ်စိတ်တွေကိုထိန်းချုပ်ရင်တည်ငြိမ်တဲ့လေတံနဲ့အမိန့်ပေးလိုက်တယ်သတင်းလွှင့်လိုက်စမ်းကန်ရွံမျိုးကိုပိတ်ဆို့ထားလိုက်မိုင်းတစ်ထောင်တွင်းမှာရှိတဲ့အဲ့ဒီလူငယ်ကိုအစအနမကြံရှာဖွေကြပြီးတော့ဘလို့ချင်းမျိုးမှရိုင်းဆိုင်မဆက်ဆံမိစေနဲ့အဲ့ဒီချိန်မှာကျွန်တော်ကတော့တောင်တန်းတွေကိုဖျက်ကျော်ပြီးကျွန်တော်ရှိကမြင်ကွင်းကြောင်စုံလို့နေမိတယ်ကျွန်တော်မှတ်မိတဲ့ကန်ရွံမျိုးလေးဟာအခုဆိုရင်ခန်းသားထဲဝါတဲ့မျိုးကြီးတစ်မျိုးဖြစ်နေပြီးလူအုပ်ကြီးနဲ့တူမျိုးရဲကိုဝင်လာခဲ့တယ်လမ်းဘေးတစ်လျှောက်မှာစိုက်ရွက်အပြည့်နဲ့စီကားလှပနေတာဟာတကယ်ကိုပြောစရာကောင်းတဲ့ဖျူးဖျဲနိုင်မှုပါပဲကျွန်တော်လက်ဖက်ရည်ဆိုင်မှာခဏနာရင်အဖိုးအိုတယောက်ကိုကန်ရွံမျိုးကြောင်မင်းမြန်းခဲ့တယ်ပြီးတော့ချမ်းမျိုးနဲ့အစင်းမြင့်အမျိုးသမီးချင်းကြံသူတယောက်အကြောင်းကိုလည်းအမှတ်မထင်မေးကြည့်လိုက်တယ်အဖိုးအိုကခေါင်းခါပြတယ်သတင်းချက်လက်လို့ချင်းတော့မျိုးရှိဘက်ကထန်းကြီးနှန်းဆောင်ကိုတွားလိုက်ပါမင်းမှာဝိညာဉ်ကြောက်တုံးအလုံးလောက်ရှိရင်သူတို့ရှာမပေးနိုင်တဲ့သတင်းဆိုတာမရှိဘူးကျွန်တော်ထန်းကြီးနှန်းဆောင်စီကိုထွက်လာခဲ့တယ်အဲ့ဒါဟာကိုထန်းမြင့်နဲ့ဂျင်းနီမျောစင်ကြီးဖြစ်ပြီးမျောစင်ကြီးတစ်ခုလုံးမှာစာတန်းတွေတလက်လက်တောက်ကနေတယ်ဆိုင်းပုံမှာရေးထားတာကအထက်ကကောင်းကင်ကိုတည်တယ်အောက်ကမြေပြင်ကိုတည်တယ်တဲ့အဲ့ဒါကိုမြင်လိုက်ရတော့ကျွန်တော်ပြုံးမိသွားတယ်အဲ့ဒါကကျွန်တော်ရဲ့ဒုတိယတပည့်ပြောလို့ရှိတဲ့စကားစုပဲကျွန်တော်အထက်ကိုဝင်ထိုင်ပြီးတန်းပြောလိုက်တယ်ကျွန်တော်စုချင်းရွံကိုရှာနေတာအလုတ်သမားလေးဟာမျက်နှာဖြူဖြောသွားပြီးသူ့ဘောပင်အောင်လွတ်ကျသွားတယ်ပြီးတော့ပတ်ဝန်းကျင်ကိုထိတ်လန့်တကြားကြည့်ပြီးတူတူလေးပြောရှာတယ်လူလေးစကားကိုစင်ကျင်ပါအေဂရီရဲ့နာမည်ကိုအဲ့လိုတန်းခေါ်လို့ဘယ်ရမလဲတော်ဝင်အဆောင်တွေကြားသွားရင်ငါတို့နှစ်ယောက်လုံးတေးကုန်မယ်ကျွန်တော်နဲ့သူမကြားမှာပတ်သက်မှုတွေအများကြီးရှိတယ်သူမဘယ်မှာလဲဆိုတာပဲပြောပါသူကအေဂရီဟာချင်းရွံကိုင်းမှာနေထိုင်ကြောင်းနဲ့အဲ့ဒါကသူမ